ပန်တိုဂျာကိုတတိယအချိန်မှာလည်းအမှောက်သိပ်ပြမယ်ဆိုတဲ့ဂျော့ရှွာပဲမင်္ဂလာပါပရိသတ်များရှင် Fighting Spirit Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမတို့ရဲ့ channel ဆိုရင်MMA နဲ့သက်ဆိုင်တဲ့အကြောင်းပါလေ One Championship UFC အစရှိတဲ့သတင်းတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ channel ပဲဖြစ်ပါတယ်ဒါကြောင့်ဗီဒီယိုမစခင်မှာကျမရဲ့ channel ကိုအရင်ဆုံး like and subscribe လုပ်ထားပြီး notification ကိုနှိပ်ထားဖို့တောင်းဆိုပါရနော်ဒါဆိုရင်ဒီနေ့ဗီဒီယိုလေးကိုစလိုက်ရအောင်ပါဂျော့ရှွာဘန်နဲ့ပန်တိုဂျာတို့ရဲ့ပွဲကိုကြည့်ရဖို့ကနှစ်ပတ်တောင်မလိုတော့ပါဘူးဖိုက်တာနှစ်ယောက်လုံးကလည်း training တွေကိုအပိသက်လွတ်ဆောင်နေကြပြီပဲဖြစ်ပါတယ်သူတို့ဟာဝိတ်ချမဲ့အစီအစဉ်တွေကိုတေချာကိုလွတ်ဆောင်နေကြပါပြီဖိုက်တာနှစ်ယောက်လုံးကလည်းသူတို့ရဲ့ကိုစီ game plan တွေကိုအင်တာဗျူးတွေမှာထုတ်ဖော်ပြောဆိုနေကြပါပြီဂျော့ရှွာဘန်ကတော့မူလကပန်တိုဂျာကိုတတိယချီဒါမှမဟုတ်နောက်ဆုံးအချီမှာအလဲထိုးပြမယ်ဆိုပြီးတော့သူကကြုံဝါထားပါတယ်မကြသေးခင်ကလည်း MMA ဂျန်ကီနဲ့လုပ်တဲ့အင်တာဗျူးမှာလည်းဂျော့ရှွာဘန်ကပန်တိုဂျာကိုတတိယအချီနဲ့လည်းအမှောက်သိပ်ပြမယ်ဆိုပြီးထပ်မံပြောဆိုသွားခဲ့တာပါဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ချင်းဖိုက်တာလေးကအခုလိုမျိုးပြောဆိုလာတာပါကျွန်တော်ဒီပွဲမှာပန်တိုဂျာကို၃ချီအတွင်းအလဲထိုးနိုင်တယ်လို့ခန့်စားနေမိတယ်အကယ်လို့၃ချီအတွင်းမပြတ်ရင်တော့ရှေ့ကျန်းတဲ့ပွဲဖြစ်လာနိုင်တယ်သူလည်းအကောင်းဆုံးလှုပ်လာနိုင်လို့ကျွန်တော်ဘက်ကလည်း၅ချီအထိကိုတိတ်ချစောဖို့အဆင်သင့်ပါပဲပြိုင်ပွဲဆိုတာ game plan အတိုင်းဖြစ်ချင်မှဖြစ်လာမှာပါတကယ်လက်တွေ့မှာတော့ MMA တန်စကာဝိုင်းမှာတကယ်ကိုမှအပြိုင်ဆိုင်စိုးကြတဲ့အချိန်မှာတော့အဖြေကပေါ်လာမှာပါဒီလိုမျိုးပြောဆိုသွားခဲ့ပါတယ်ဂျော့ရှွာဘန်ကသူ့ရဲ့ training camp တွေကိုလှုပ်ဆောင်တဲ့အချိန်မှာတခြားလေ့ကျင့်ဘော်တွေနဲ့လှုပ်မဆောင်ဘဲသူ့ရဲ့အရင်လေ့ကျင့်ခဲ့တဲ့လေ့ကျင့်ဘော်တွေနဲ့သာလှုပ်ဆောင်ကြောင်းကိုလည်းပြောဆိုသွားခဲ့ပါတယ်ဂျော့ရှွာဘန်ကဒီအကြောင်းနဲ့ပတ်သက်ပြီးတော့လည်းအခုလိုမျိုးပြောဆိုသွားပြန်ပါတယ်ဒီပွဲအတွက်စိတ်လှုပ်ရှားနေပါပြီ training camp တွေလည်းပြီးပါတော့မယ်ဒီဘက်တော့ပြင်းပြင်းထန်ထန်လေ့ကျင့်နေပါတယ်တခြားလေ့ကျင့်ဘော်အသစ်တွေနဲ့လေ့ကျင့်တာတွေတော့မရှိပါဘူးကျွန်တော်ကတချို့ fighter တွေမှားတဲ့အမှားမျိုးထပ်မကြုံရအောင်ပြင်ဆင်နေတာပါကျွန်တော်ရဲ့အားသာချက်ကိုပဲပိုပြီးကောင်းအောင်ပြင်ဆင်နေပါတယ်လေ့ကျင့်ဘော်တွေနဲ့ဆရာတွေများလာရင် fighter တွေရဲ့အားသာချက်တွေကိုထိခိုက်စေနိုင်တယ်ဒါကြောင့်ကျွန်တော်ရဲ့အားသာတဲ့အချက်တွေကိုတေချာပြင်ဆင်နေပါတယ်ခေါင်းကိန်းပိုင်းလည်းပြင်ဆင်ထားပါတယ်အဲ့တော့လာမယ့်ဒီဇင်ဘာလ9ရက်နေ့မှာဘသူကပိုတော်တဲ့ fighter လဲဆိုတာအားလုံးတွေးကြရမှာပါဒီလိုမျိုးထပ်မံပြောဆိုသွားပါတယ်ချင်း fighter လေးဂျော့ရှွာဘန်ပြောဆိုချက်အရတော့သူကတကယ့်ကိုမှ game plan ပိုင်းမှာတေချာလေ့ကျင့်ပြင်ဆင်ထားတာကိုတွေ့ရပါတယ်ဂျော့ရှွာဘန်ဒီပွဲအတွက်တော်တော်လေးကိုမှလေ့ကျင့်ပြင်ဆင်ထားတာကိုလည်းတွေ့ရပါတယ်သူ့အနေနဲ့နိုင်ပွဲရရှိမယ်လို့အပြည့်အဝယုံကြည်နေတဲ့ယုံကြည်ချက်ကိုလည်းတွေ့ရပါတယ်ဂျော့ရှွာဘန်ကလည်း KD fighter မဟုတ်တဲ့အတွက်ကြောင့်ဒီပွဲကတကယ့်ကိုမှစောင့်ကြည့်ရမယ့်ပွဲဖြစ်လာမှာပါပန်တိုဂျာကလည်းဗန်ရဲ့အားနည်းချက်တွေကိုလေ့လာထားတယ်ဆိုပြီးတော့လည်းသူကပြောဆိုသွားပါတယ်ပန်တိုဂျာကလည်းတကယ့်ကိုမှ short တွက်လို့မရတဲ့ fighter ဖြစ်တာကြောင့်ဒီပွဲကဘယ်လိုမျိုးဖြစ်လာမလဲဆိုတော့ဆက်လက်စောင့်ကြည့်သွားမှာပါဂျော့ရှွာဘန်ကပဲချန်ပီယံအသစ်ဖြစ်လာမလားပန်တိုဂျာကပဲဒီချန်ပီယံကပတ်ကိုဆက်လက်တင်ဆက်ထားနိုင်မလားဆိုတော့ဒီဇင်ဘာလ9ရက်နေ့မှာစောင့်ကြည့်သွားမှာပါချင်းဖိုက်တာလေးလည်းအကောင်းဆုံးနိုင်ပွဲကိုရရှိပြီးချန်ပီယံကပတ်ကြီးကိုရရှိပါစေလို့ဆန္ဒပြုပါတယ်ရှင်ဂျော့ရှွာဘန်ပါဝင်ထိုးသက်မဲ့ UFC 323ပြိုင်ပွဲကို UFC ကလာမယ့်ဒီဇင်ဘာလ9ရက်နေ့ရဲ့မနက်9:00နာရီမှာစတင်ကျင်းပသွားမှာပဲဖြစ်ပါတယ်မိတ်ကတ်တွေကတော့မနက်8:00နာရီခွဲမှာစတင်မှာပဲဖြစ်ပါတယ်ဂျော့ရှွာဘန်ရဲ့ပွဲကတော့ဒုတိယကောင်ပွဲနေရာမှာဖြစ်တဲ့အတွက်ကြောင့်မနက်7:00နာရီခွဲဝန်းကျင်မှာကြည့်ရပွဲရှိပါတယ်ဗီဒီယိုကိုကျမနဲ့အတူအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်လည်းကျမတို့ရဲ့ channel ကနေဒီလို MMA နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေ One Championship UFC အစရှိတဲ့သတင်းတွေကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျမ channel ကို like and subscribe လုပ်ထားပြီး notification လေးကိုပါနှိပ်ထားဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်